မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့မြန်မာ Pride YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကမ္ဘာပေါ်မှာရှိတဲ့အန်ဩစရာကောင်းလာအောင်ထူးဆန်းတဲ့နေရာ10ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးဖို့လေးဖိတ်ခေါ်လိုက်ပါစီရှင်နံပါတ်10မောင်ရိုရီမာအခုပြောပြပေးမယ့်ရိုရီမာတောင်ဟာဗင်နီဇွဲလားနိုင်ငံမှာတည်ရှိတာဖြစ်ပြီး2810မီတာမြင့်မာပါတယ်ဒီတောင်ကြီးကတော့ဆယ်လီတောင်ကြီးတစ်ခုလို့ပြောလို့ရပါတယ်ရှင်ဘာလို့လဲဆိုတော့ဟောလိဝုဒ်ဇာတ်ကားတွေဝတ္ထုတွေထဲမှာပါဝင်နေရယူထားလို့ပဲဖြစ်ပါတယ်2009ခုနှစ်ထွက်ရှိထားတဲ့အမေရိကန်ချစ်ဟာတာအန်နီမေးရှင်းဇာတ်လမ်းဖြစ်တဲ့ PNCR Flame App ဇာတ်ကားလေးမှာလည်းထည့်သွင်းရိုက်ကူးထားတာဖြစ်တယ်လို့1912ခုနှစ်မှာထုတ်ဝေခဲ့တဲ့ကန်နိုဒရာလီရေးသားထားတဲ့ The Lost War of ဝတ္ထုမှာလည်းစမ်းကြယ်တဲ့နေရာတစ်ခုအနေနဲ့ထည့်သွင်းရေးသားဖော်ပြခံခဲ့ရပါသေးတယ်ဒါဒီမဲလားဆိုတော့ကမ္ဘာအမြင့်ဆုံးရေတံခွန်ဖြစ်တဲ့အင်ဂျင်ရေတံခွန်ကလည်းဒီတောင်ကြီးကနေစီးဆင်းလာတာတို့လည်းသိရပါတယ်ရှင်။နောက်ပြီးတော့ဒီတောင်ကြီးရဲ့တောင်ထိပ်ဟာအချောင်းတောင်တွေလိုမုံမောက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲမြေပြက်လိုပဲပြန်ပြူးနေတာဖြစ်ပါတယ်ရှင်။ဒီလောက်မြင်တဲ့တောင်ထိပ်မှာထူးခြားတဲ့ဂီယာစနစ်လို့ပြောလို့ရတဲ့အသားစားသို့မဟုတ်အင်းဆက်စားအပင်တစ်မျိုးလည်းပေါက်ရောက်နေပါသေးတယ်။ဒါကြောင့်မေဒီရိုရိုင်းမာတောင်ကြီးဟာထူးခြားစမ်းကြယ်မှုတွေနဲ့ပြည့်နေတာပဲဖြစ်ပါတယ်ရှင်။နံပါတ်9ရာမတ်စတတာဟာသီရိလင်္ကာနိုင်ငံမီနာကျွန်းနဲ့ချမဲနတာမှာရှိတဲ့